ကျွန်တော်တို့နေ့စဉ်ဘဝမှာသုံးနေတဲ့မီးလုံးတွေဖုံးကသွင်းကြိုးတွေကအစစက်ယုံအလုံးယုံတွေချီအရာအလုံးကိုအသက်ဝင်စေတဲ့စွမ်းအင် alternating current AC ရဲ့နောက်ွယ်မှာဘာတွေရှိလဲဆိုတာကိုအတူတူကြည့်ကြရအောင်ကျွန်တော်တို့ရဲ့ကဘာကြီးကိုလေဘက်စစ်တဲ့ဒီလျှက်ဆက်တအားရဲ့သိပ္ပံပညာကိုရှင်းရှင်းလင်းလင်းနားလည်သွားအောင်လေ့လာကြည့်ကြပါစို့ဒါကတော်တော်စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပဲဘာလို့လဲဆိုတော့ AC လျှက်စစ်ကဘက်ထရီရလာရဲ့ DC လို့တည်ငြိမ်မနေဘူးလေအတက်ကြအပေါင်းနှုန်းအမြဲပြောင်းလဲနေတော့သူ့ကိုတိကျရဲ့တန်ဖိုးတစ်ခုအနေနဲ့တတ်မှတ်ဖို့ကဘယ်လိုလုပ်ရမလဲဒါ AC ကိုနားလည်ဖို့အဓိကတော့ချက်ပါပဲကဲဒါဆိုပထမဆုံးအနေနဲ့ AC ဆိုတာတကယ်တော့ဘာလဲသူ့ရဲ့အခြေခံပုံစံကဘယ်လိုရှိလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်လိုက်ကြရအောင် AC ဆိုတာကလေဘက်ထရီရတာတွေ direct current DC လို့ဒလန်တီကိုတဲတဲတွန်းနေတာမျိုးမဟုတ်ဘူးသူကရှေ့ကိုစီးလိုက်နောက်ကိုပြန်စီးလိုက်နဲ့သူရဲ့စီးဆင်းတဲ့လမ်းကြောင်းကိုတစ်စက္ကန့်အတွင်းအချိန်ပေါင်းများစွာပြောင်းပြန်လက်နေတာပါဒီနေ့ခေတ်လက်စစ်ကွန်ရက်အများစုဟာဒီ AC စနစ်နဲ့ပဲအလုံးလုံးနေကြတာဖြစ်ပါတယ် AC လျှက်စစ်ကိုသာပုံဖော်ကြည့်မယ်ဆိုရင်ဒီလို line လေးပုံစံ sine wave ကိုတွေ့ရမှာပါဒါဟာလျှက်စစ်ထုတ်ဆက် alternator ကနေထွက်လာတဲ့ volt အားရဲ့တဘာဝပုံသဏ္ဍာန်တန်ပါပဲဒီလိုချောမွေရအတက်အကျပုံစံကြောင့်ပဲစွမ်းအင်ဆုံးရှုံးမှုအ ਨੇ ဆုံးနဲ့ကျွန်တော်တို့ရဲ့အိမ်ဒီရုံးတွေစီကိုလျှက်စစ်တဲ့အားတွေရောက်လာနိုင်တာဖြစ်ပါတယ်ကဲအခု AC ရဲ့ပုံစံကိုသိပြီဆိုတော့သူ့ကိုတေးသေးချာချာနားလည်ဖို့ဆိုရင်ဒီ sine wave ရဲ့အစိတ်ပိုင်းတွေကိုတစ်ခုချင်းစီခွဲခြမ်းစိတ်ဖြားကြည့်ဖို့လိုလာပါပြီ sine wave တစ်ခုကိုနားလည်ဖို့ဒီအချက်၃ချက်ကအဓိကကြပါတယ် cycle ဆိုတာ line တစ်ခုရဲ့အချက်အဆုံးတစ်ပတ်ပြည့်သွားတာကိုပြောတာပါအဲ့ဒီ cycle တစ်ခုဖြစ်ဖို့ကြာတဲ့အချိန်ကတော့ period ပေါ့ဒါဆို frequency ဟာပါလေသူကတော့တစ်စက္ကန့်အတွင်းမှာဒီ cycle လေးဘယ်နှခါဖြစ်တယ်လဲဆိုတာကိုရေးတွက်တာပါဒီနည်းများချင်းလေးကရိုရှင်းပြီးမြင်အရန်အရေးကြီးပါတယ် frequency နဲ့ period ဟာတစ်ခုနဲ့တစ်ခုပြောင်းပြန်အချိုးကျနေတာပါဆိုလိုတာက line တစ်ပတ်ပြည့်ဖို့အချိန်ကြာလေတစ်စက္ကန့်မှာဖြစ်တဲ့ line အရွယ်အတွက်နည်းသွားလေပါပဲလက်စစ်ဖြန့်ဖြူးရေးမှာတော့နိုင်ငံများစုက50 Hz ကိုသုံးပြီးတချို့ကတော့60 Hz ကိုအပြူသုံးပြကြပါတယ်ဟုတ်ပြီအခု sine wave အကြောင်းတော့တည်သွားပြီဒါပေမဲ့နောက်ထပ်စဉ်းစားစရာတစ်ခုရှိလာတယ်ဒီဘိုးအကအတက်အကျအမြဲဖြစ်နေတာဆိုတော့သူ့ရဲ့တကယ်အသုံးဝင်တဲ့တန်ဖိုးကဘယ်လောက်လဲလို့ဘယ်လိုပြောမလဲဒီပြဿနာကိုဖြေရှင်းဖို့တိုင်းတာတဲ့နည်းလမ်းနှစ်ခုရှိပါတယ်တစ်ခုက peak value ပါဒါကတော့ line ရဲ့အမြင့်ဆုံးထိပ်တန်ဖိုးကိုပြောတာပါဒါပေမဲ့တကယ်တမ်းလက်တွေ့မှာအသုံးဝင်ပြီး voltmeter တွေကဖော်ပြပေးတာကတော့ RMS value လို့ခေါ်တဲ့ effective value ဖြစ်ပါတယ် RMS ကိုအလွယ်ဆုံးနားလည်ခြင်းရန်ဒီလိုလေးတွေးကြည့်လို့ရတယ်10A RMS AC လျှက်စစ်ကအပူပေးဆက်တစ်ခုကိုပေးတဲ့အပူဟာ 10A DC လျှက်စစ်ကပေးတဲ့အပူရဲ့အတူတူပါပဲဒါကြောင့် RMS ဆိုတာ AC နဲ့ DC ကိုအလုံးလုံးနိုင်စွမ်းရည်အရာတိုက်ရိုက်နိုင်ရှင်လို့ရတဲ့တခဲလေးတွေ့ကြတဲ့တန်ဖိုးတစ်ခုဖြစ်ပါတယ်ကဲဒါကတော့လွယ်လွယ်ကူကူမှတ်ထားလို့ရတဲ့မော်ကိန်းလေးတစ်ခုပေါ့ line တစ်ခုရဲ့အမြင့်ဆုံး peak value ကိုသာသိတယ်ဆိုရင်ဒီ 0.707 နဲ့မြောက်လိုက်တာနဲ့ RMS တန်ဖိုးတန်းထွက်လာမှာပါဘာကအရန်ကိုအရေးကြီးတဲ့အချက်တစ်ခုเนาะကျွန်တော်တို့အိမ်ဒီမှာသုံးတဲ့ကျိုးတောက် DV ဆိုတာ RMS တန်ဖိုးပါသူ့ရဲ့အမြင့်ဆုံး peak value ကတကယ်တော့ 325V လောက်အထိရောက်နိုင်ပါတယ်ဒါကြောင့်ပစ္စည်းတွေပေါ်မှာရေးထားတဲ့ volt အားဟာသူ့ရဲ့ချီရောက်တဲ့ပြန်မြအလုံးလုံးနိုင်စွမ်းကိုရည်ညွှန်းတာဖြစ်တယ်ဆိုတာသိထားဖို့လိုပါတယ်ကောင်းပါပြီအခုထိကတော့ line တစ်ခုတည်းအကြောင်းပဲပြောနေတာတကယ်တမ်း AC circuit တွေမှာကြတော့ volt line နဲ့ရစီချောင်း line ဆိုပြီး line တစ်ခုအပြိုင်ရှိနေတယ်အရေးကြီးတဲ့မြေကွန်းကသူတို့နှစ်ခုကအတူတူလဲတွဲပြီးတွားနေတာလားဒါမှမဟုတ်တစ်ယောက်ကရှေ့ရောက်တစ်ယောက်ကနောက်ထပ်ကျန်နေတာလားဆိုတာပါပဲအဲ့ဒါကို phase လို့ခေါ်ပါတယ်အကောင်းဆုံးအဆန်ပြဆုံးအခြေအနေကတော့ in phase ဖြစ်နေတာပါပဲဆိုလိုတာက volt ရောလက်စီချောင်းရောသူတို့ရဲ့အမြင့်ဆုံးမှကိုတစ်ချိန်တည်းမှာရောက်အနှိမ့်ဆုံးကိုလည်းတစ်ချိန်တည်းမှာအတူတူရောက်တာမျိုးပေါ့အပူပေးဆက်လို့ရိုးရှင်းတဲ့ပစ္စည်းတွေမှာဒီလိုဖြည့်လေးရှိပါတယ်ဒါမင်းနဲ့လက်တွေ့မှာတော့အထူးသဖြင့်မော်တာလိုမျိုးပစ္စည်းတွေမှာသူတို့နှစ်ယောက်ကအမြဲတမ်းချိန်ကိုင်းမနေတော့ဘူးတယောက်ကနည်းနည်းစောသွေးနောက်တစ်ယောက်ကနည်းနည်းနောက်ကျနေတတ်တယ်အဲ့ဒီလိုအချင်းလွဲချော်နေတဲ့ပရမနာကိုတိုင်းတာတာကို phase angle လို့ခေါ်တာပါကဲဒီ phase ဆိုတဲ့ကိစ္စကစာထဲမှာပဲရှိတာမဟုတ်ပါဘူးလက်တွေ့မှာကျွန်တော်တို့ရဲ့လက်ဆက်စနစ်တွေဘလောက်အလုပ်ဖြစ်တယ်လဲဘလောက်ချီရောက်မှုရှိတယ်လဲဆိုတာနဲ့တိုက်ရိုက်ပတ်သက်နေပါတယ်ဟုတ်ပြီဒါဆို volt အားနဲ့လျှက်စီးချောင်းကအချိန်လွဲနေရင် out of phase ဖြစ်နေရင်ဘာတွေဆက်ဖြစ်လာမလဲအဲ့မှာရင်စွမ်းရင်အပြည့်အဝသုံးမချနိုင်တော့ပဲဆုံးရှုံးမှုတွေဖြစ်လာတော့တာပါပဲအဲ့ဒီမှာ power factor ဆိုတာဝင်လာပါပြီသူ့ကိုရက်စီစနစ်ရဲ့အလို့ဖြစ်မှုအမှတ်လို့မြင်လို့ရတယ်ကျွန်တော်တို့တွင်းလိုက်တဲ့စွမ်းရင်စုစုပေါင်းထဲက
ဘလောက်ရခိုင်နှုန်းကတကယ်အသုံးဝင်တဲ့အလိုဖြစ်သွားလဲဆိုတာကိုတိုင်းတာပေးတဲ့အချို့တစ်ခုပါပဲ ဒီ power factor ကိုနားလည်ဖို့ဆိုရင် AC မှာရှိတဲ့ power အမျိုးအစား၃မျိုးကိုသိဖို့လိုပါတယ်ပထမတစ်ခုက true power ဒါကတကယ်အလုပ်လုပ်တဲ့အသုံးဝင်တဲ့စွမ်းရည်ဒုတိယတစ်ခုက reactive power ဒါကတော့အလုပ်တော့တကယ်မလုပ်ဘူးဒါပေမဲ့ model လိုပစ္စည်းတွေလက်ပတ်ဖို့အတွက်နောက်ကနေပုံပိုးပေးရတဲ့အထောက်အကူပြုစွမ်းရည်ပေါ့နောက်ဆုံးတစ်ခုက apparent power ဒါကတော့အဲ့ဒီနှစ်ခုရပေါင်းလက်စနစ်ကနေဆွဲယူနေတဲ့စွမ်းရည်စုစုပေါင်းပါပဲ ဆိုတော့အချို့ပြောရရင်ရှင်းရှင်းလေးပါပဲ power factor က1နဲ့နီလေးလေး reactive power နေလေးလေးဖြစ်ပြီးသွဲလိုက်တဲ့စွမ်းရည်အများစုကအလိုဖြစ်တယ်ထိရောက်တယ်လို့ဆိုလိုပါတယ် power factor နည်းသွားပြီဆိုရင်တော့စွမ်းရည်ဒီအလဟာစဖြစ်နေပြီဆိုတဲ့သဘောပါပဲ ဒီတော့ဘိုးအားနဲ့အလီစီချောင်းကြားကအချိန်ကိုက်မှု physical ကစနစ်တစ်ခုရဲ့ထိရောက်မှုကိုတိုက်ရိုက်အဆုံးအဖြတ်ပေးတဲ့ဆိုရင် engineer တွေကဒီ line တစ်ခုကိုတစ်ထပ်တည်းကြအောင်ဘယ်လိုနည်းပညာတွေသုံးပြီး design လုပ်ကြမလဲဒါကတော့ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အခြေခံသဘောတရားတွေကနေတဆင့်ပုံမအစစ်မြင့်တဲ့ရက်စစ် engineer တွေပညာရေးစီကိုဆက်သွားရမယ်စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်